အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကတော့ရန်ကုန်နေမန်လေးကို6တက်ခေထွက်ခဲ့တဲ့ block လေးပဲဖြစ်ပါတယ်အခုကတော့ကျမတို့မနက်6နိုင်မတိုင်ခင်ပူရာကိုသွားနေတာဖြစ်ပါတယ်ပူရာကို6နိုင်မတိုင်ခင်လောက်ရောက်သွားပြီးတော့ကြိုးဆောင်နေရတာပေါ့နော်6နိုင်အတိဆိုတာနဲ့ရထားထွက်တာဖြစ်လို့ပါရထားစီရတော့ကြာပြီခုမှပြန်စီရမှာဖြစ်ပါတယ်လမ်းမှာရှုခင်းလည်းအများကြီးမြင်ခဲ့ရပါတယ်ဒါလေးကတော့ဒီလေစာ lunch box ပါမန်လေးဘူရာစိုက်တော်မှာဖြစ်ပါတယ်မန်လေးဘူရာရောက်ပါပြီဘူရာကနေပြီးတော့တဲမဲဟိုတယ်ကိုတက်တုတ်စီးပြီးတော့သွားပါတယ်ဟိုတယ်ရောက်ပြီး check-in ဝင်ပြီးတာနဲ့မန်လေးတောင်သွားတက်တာပေါ့နော် light train နဲ့ပဲတက်ခဲ့လိုက်တယ်ပေါ့ဆိုတော့ညနေ4နာရီကျော်လောက်မှရောက်တယ်ဆိုတော့ဖျားရင်ပြင်ပေါ်ရောက်ပါပြီမန်လေးတောင်ကိုတော့တစ်ခါမှမရောက်ဘူးမန်လေးတော့3-4ခေါက်လောက်တော့ရောက်ဘူးလေပေါ့နော်မန်လေးတောင်ကိုပထမဆုံးရောက်ခြင်းဖြစ်ပါတယ်တောင်ပေါ်မှာအရန်လှပါတယ်ညနေပိုင်းဖြစ်တဲ့အတွက်ကြောင့်နေလည်းအရန်မပြင်းဘူးဆိုတော့လေတိုက်တယ်ရှုကင်းလည်းအရန်လှပါတယ်ညနေတတုတ်စီပြီးတော့ညနေစာတော့စားပါတယ်အကင်းနေနဲ့ချူဆန်လော်ဟီမောနော်ကချင်ဆိုင်မှာတော့စားတာဖြစ်ပါတယ်ဒါတော့ကိတာဆေကိုတွိုင်းလမ်းမှာပါမနက်စာကိုရှမ်းစားတွေစားခဲ့ပါတယ်ဆိုတော့ဆိုင်နမဲရပါလီကာဆိုင်ပေါ့နော်ရှမ်းစားအရင်ကောင်းတယ်ဒါတော့ကင်တာရီလဲဆဲဖြစ်ပါတယ်ဒီကင်တာဆဲကမန္တလေးတိုင်းကျောက်ဆဲခရိုင်မြစ်တာမြို့နယ်မှာတည်ရှိတာပေါ့နော်သူကဒီပန်းလောင်မြစ်ပေါ်မှာတည်ဆောက်ထားတဲ့ဆဲတစ်ခုဖြစ်တယ်ပေါ့နော်ရှုကင်းနဲ့အရန်လှတယ်လေလည်းအရန်တိုက်တယ်မနက်ခင်းပိုင်းဖြစ်လို့လားမသိဘူးရာသီဥတုလည်းတော်တော်လေးကောင်းတယ်နေ့အရန်မပြင်းဘူးဒါလေးကနောက်နေရာသွားတာပေါ့နော်ဘယ်နေရာလဲဆိုတော့ The Palmich Nature Life ရှိတဲ့နေရာလေးပါသူကကားတိုင်းရိုက်မသွားလို့မရဘူးပေါ့နော်ဒါနဲ့တဆင်ဟိုဘက်ကမ်းမှာရှိတဲ့ကားနဲ့တဆင်ပြန်ပြီးတော့အဲ့နေရာလေးကိုသွားတာဖြစ်ပါတယ်လမ်းတစ်လျှောက်မြင်ရတဲ့ရှုခင်းနေရလဲအရန်လှတယ်လမ်းလျှောက်ပြီးတော့သွားတဲ့နေရာမှာဆိုလည်းဒီစမ်းချောင်းကရေတန်လေးနဲ့အရန်တော့ထောက်လို့ကောင်းတယ်လေလည်းအရန်တိုက်တယ်အရန်လှတယ်နေရာပေါ့နော်ဟိုမှာတွေ့နေရတော့ The Palmich Nature Life ဆိုတဲ့နေရာလေးပါတပင်ကြီးတွေရောစမ်းချောင်းလေးတွေရောပန်းတွေရောအရင်လာတယ်ဒါလေးရောအေးချူကောင်းလေးဖြစ်ပါတယ်
ပန်းလေးရောင်စုံပဲကျွန်တော်တို့ဖွဲ့ရမှာတက်ပုံတွေအများကြီးရိုက်ပြီးတော့အများတဝါကြီးအနားယူခဲ့တယ်ပေါ့နော်မျက်စိတစုံကဘေးနားမှာတောင်တန်းပတ်လေပဲအရန်လှတယ်လုံးဝပကြီးကားတစ်ချက်ထဲရောက်နေတယ်လို့ခံစားရတယ်ကျမတို့ရောက်တော့ကျမတို့လက်ဖက်တုံနဲ့အိတ်ခံတာပေါ့နော်ဒါတော့ပေးများနေတာပါဒါလီယာနေ့လည်စားလေးပါအရင်ဆောက်လို့ကောင်းတယ်ဟင်းရတော့အစုံပဲဒါလေးကတော့ကျမတို့ပြန်ထွက်လာတယ်ပေါ့နော်ပြန်ထွက်လာပြီးတော့ကျမတို့ဆက်လက်သွားစီမှာဖြစ်ပါတယ်ကျမတို့ဆက်လက်စီပြီးတော့ဒီမြစ်ကန်တစ်လျှောက်ဆက်လက်သွားစီပြီးတော့ရေစုံမှာဖြစ်ပါတယ်ပန်းဖြည့်နေရတော်တော်များရှိရတွေ့ရတယ်ပြီးရင်ဒီတဘာဝရေတဘောလေးတွေလည်းအများကြီးကျမတို့ရေဆော့ရနေရလေးပေါ့နော်ရေရတဲ့တိမ်လေးပါပဲကျမတို့ရေမဆော့ခဲ့ပါဘူးခင်ကြီးပိုလည်းမပါဘူးကြောက်ခဲပဲကောက်ခဲတယ်ပေါ့နော်ခေါ်တော့ကျမတို့ပြန်ပါပြီဘာလို့လဲဆိုတော့ကျွန်တော်နောက်တစ်နေ့ပြင်းဦးရတက်မှာဖြစ်ပါတယ်
ကျမတို့ပြင်ဦးလွင်ရောက်ပြီပေါ့နော်ကျမတို့တဲမဲ့ဟိုတယ်ကိုသွားနေတာပါကျမတို့တဲဟိုတယ်ရောက်ပါပြီဟိုတယ်ကကန်တော်ကြီးရှိနာလေးတင်ဖြစ်ပါတယ်ကျမတို့ရောက်တာနေ့လယ်ဆိုတော့ check in ဝင်ပြီးတော့နေ့လယ်စာသက်စားပါတယ်နေ့လယ်စာဒီရှမ်းပုံစားထမင်းဆိုင်မှာဖြစ်ပါတယ်ရန်စားလို့ကောင်းပါတယ်ပြင်းလွင်ရောက်တော့စားကြည့်ပါနောက်တစ်ရက်မှာကျမတို့ဒီဆီယနီကိုဖန်ကိုသွားလဲပါတယ် organic ပေါ့နော်ဆရာချမကအသီးပင်တွေစားပင်တွေပန်းတွေအများကြီးပဲပေါ့နော်ကျမတို့တော်သီးလဲခုခဲ့တယ်ဒီ cherry berry သီးလဲကျမတို့ခုခဲ့တယ်ပေါ့နော်ဝိုင်တွေ coffee လဲကျမတို့အများကြီးပဲအားပေးခဲ့ပါတယ်ကျမတို့ပြည်လုံးမှာ2ရက်နေပြီးတော့နောက်ရက်ကိုကျမတို့ဒီနေ့လယ်လောက်ပြန်မန္တလေးပြန်ဆင်းခဲ့တယ်ပေါ့နော်မန္တလေးကိုမိုးလဲလောက်ရောက်ပြီးတော့ကျမတို့ညနေစာစားပြီးတော့ကျုံပြီးမှလမ်းတစ်လျှောက်နေတာဖြစ်ပါတယ်နောက်တစ်နေ့မှာကျမတို့ဖွဲ့ရည်စင်ကလောက်တောင်းတက်ဖို့အတွက်သွားနေတာဖြစ်ပါတယ်မိုးလေးနည်းနည်းရွာတယ်ပေါ့နော်မိုးခွဲလေးရွာတယ်ကတော့တောင်စတက်တယ်ပေါ့နော်9နိုင်ကျော်လောက်မှထင်တယ်ကျမတို့တောင်စတက်ခဲ့ရတော့ဒါလေးကတော့စတက်နေရဖြစ်ပါတယ်စတက်တဲ့နေရာလေးမှာအရန်မှတ်တဲ့နေရာလေး3နေရာလောက်ပေါ့နော်ရှိတယ်ဒီတောင်ကလေကျမတွေ့ကြုံရကျမဘဝမှာအရှိဆုံးနဲ့အကြောက်ဆုံးတက်ဖို့တဲ့တောင်ပေါ့နော်ဆိုတော့ကျမတို့ဖွဲ့စုပါအောင်အချိန်ယူပြီးတက်ခဲ့ရတာက10နိုင်လောက်ပေါ့နော်နားချိန်ပါအပေါင်းအားလုံးမတက်ကူ9နိုင်15နိုင်စုပေါင်း10နိုင်ဝန်းကျင်လောက်ရှိရပေါ့နော်ရွာတွေတော်တော်များကိုလည်းဖြတ်တက်ခဲ့ရတယ်ပေါ့နော်လမ်းတက်နေတဲ့တချို့နေရာတွေမှာဒီကနခါပင်တန်းလေးစိုက်ထားတာတွေ့ရတော့ကိုအိုးစာသေးသေးလည်းတွေ့ရပေါ့နော်စိုက်ထားတာညတော့ခဏနားတဲ့အချိန်ကျမတငယ်ချင်းနဲ့မိဖွင့်နေတာဖြစ်ပါတယ်ဒါတော့မြခနောက်တောင်ကိုလမ်းညွှန်တာရောက်ခါနေပြီထင်တယ်မြခနောက်တောင်ရောက်ပါပြီစိတ်ခနောက်တောင်တော့ဆက်သွားရအောင်ပါတော်တော်လေးဆက်သွားရအောင်ပါဖြစ်ပါတယ်အခု
အခုကတော့စိတ်ခနောက်တောင်ကိုဆက်သွားနေရဖြစ်ပါတယ်။အိုးရှစ်တက်လေးမှာတွေ့ရတဲ့အဲ့ဒီနေရာထိသွားမှာဖြစ်ပါတယ်။ Hello? Sinh khả năngတောင်ရောက်ပါပြီ။အရန်ပြန်မှန်းမိမဲ့တောင်ပေါ်တောင်ထိပ်ရောက်လာတဲ့ခါလဲအမောပြည်သူတော့ရှိသွားတယ်ပေါ့နော်။ဒါတော့တောင်ပေါ်ကနေမြင်ရတဲ့မြင်ကွင်းပေါ့နော်ဒုတိယအဆင့်ပေါ့။ပထမအဆင့်လေးနည်းနည်းတော့ထက်တယ်ဒါတော့ထိတ်ဆုံးပေါ့နော်ထိတ်ဆုံးအပေါ်ကနေမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်။မတို့တောင်ပေါ်မှာနိုင်ဝက်45မိနစ်လောက်နားခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဖွဲ့ရထမင်းစားပြီးနည်းနည်းနားပြီးတာနဲ့ဒါအောင်ပြန်ဆင်းလာခဲ့ကြတယ်ခိတောင်ကလေအတက်လေတော်တော်လေးပြင်မှန်းတယ်တော်လေးအချိန်တက်ခဲ့ရတော့အစင်းလဲတော်တော်လေးခက်ခဲတချို့နေရာတွေကမိုးလည်းနေရွာတဲ့အတွက်ကြောင့်တချို့ရှော့မိသားစုနေရာတွေမှာခက်ခဲတယ်နော်ခက်ခဲနေပြီပြန်ဆင်းလာရပါတယ်ဒီနော်ဘလို့တက်ခဲ့လည်းမသိဘူးစိတ်ညစ်တယ်တကယ်ဟိုတယ်ပဲရောက်ပြီးနားပြီးတော့နောက်တစ်နေ့ကျွန်တော်တို့ရထားစီးပြီးတော့ပဲပြန်လာခဲ့ကြပါတယ်video လေးကတော့ဒီလောက်ပါပဲ thank you for joining my journey see you in next adventure